နိုင်ငံတနိုင်ငံဆိုတာတကယ်တမ်းဘာကိုပြောတာလဲအလံတစ်ခုလွန့်ထားရုံနဲ့နိုင်ငံဖြစ်သွားတာလားဒီတစ်ခေါက်မှာတော့နိုင်ငံတကာဥပဒေအရနေမြေတစ်ခုကိုအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်အတိအမှတ်ပြုဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ချက်တွေကိုတစ်ခုချင်းစီဆွေးနွေးကြည့်တော့မှဖြစ်ပါတယ်ကဲဒါဆိုဘယ်အားစားကြမလဲစတော့အဓိကကြတဲ့မိကွန်းတစ်ခုနဲ့ဆက်လိုက်ကြရအောင်ဒီမိကွန်းကကြီးလိုက်ရင်တော့ရိုးရှင်းတယ်လို့ထင်ရပါမယ်သူ့ရဲ့အဖြေကနိုင်ငံတကာဥပဒေရဲ့အဓိကအနှစ်သာရကိုတဲ့တဲ့မမမျောပြနေပါတယ်တရားဝင်အဖြေကိုသိချင်ရင်တော့အချိန်နောက်ပြန်သွားပြီး1933ခုနှစ်လောက်ကိုပြန်သွားကြည့်ရမှာပါအဲ့ဒီနှစ်တုန်းကဥရုဂွေးနိုင်ငံရဲ့မွန်တီဗီဒီယိုမြို့မှာစာချုပ်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြတယ်အဲ့ဒီစာချုပ်ဟာနိုင်ငံတကာနိုင်ငံဆိုတာဘာလဲဆိုတာကိုသတ်မှတ်တဲ့ရွှေစံနှုန်းတစ်ခုလိုဖြစ်လာခဲ့ပါတယ်ဒီသမိုင်းဝင်စာချုပ်ကြီးကနိုင်ငံတကာနိုင်ငံအဖြစ်အတိအမှတ်ပြုခံရဖို့အတွက်အခြေခံမနိုင်ကြီး၄ခုပေါ်မှာခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့လိုအပ်ပါတယ်။ဒါကိုစာပွဲတစ်လုံးရဲ့ခြေထောက်၄ချောင်းလိုမျိုးမြင်ကြည့်လိုက်လို့ရပါတယ်။တစ်ချောင်းလောက်တော့မခိုင်တော့ဘူးဆိုရင်အခုံးလုံးရိုင်းနေသွားနိုင်တာပေါ့။ဟုတ်ပြီနိုင်ငံတနိုင်ငံဖြစ်လာဖို့အဓိကလိုအပ်တဲ့ပေါင်ပစ္စည်း၄မျိုးကိုဒီမှာမြင်တွေ့နိုင်ပါပြီ။ကဲဒီခုချင်းစီကဘာကိုဆိုလိုတာလဲပြီးလို့ဘာကြောင့်ဒီလောက်တောင်အရေးကြီးရတာလဲဆိုတာကိုအသေးစိတ်ဆက်လက်ကြည့်ကြရအောင်ပါ။ပထမဆုံးနဲ့အရေးအကြီးဆုံးကတော့လူတွေပါပဲ။နိုင်ငံတနိုင်ငံဆိုတာမြို့လူကြီးတက်တက်ဖြစ်နေလို့မရပါဘူး။အမြဲတမ်းနေထိုင်တဲ့လူဦးရေရှိကိုရှိရမှာပဲစိတ်ဝင်စားစရာကောင်းတာကနိုင်ငံတကာဥပဒေမှာအနည်းဆုံးလူဦးရေဘယ်လောက်ရှိရမယ်ဆိုပြီးသတ်မှတ်မထားပါဘူးအဲ့ဒါကြောင့်လူဦးရေကထောင်ကနန်းပဲဖြစ်တန်းပေါများစွာပဲဖြစ်နိုင်မှာပဲဒုတိယချက်ကတော့နိုင်ငံတိုင်းမှာကိုယ်ပိုင်နေရတစ်ခုလိုအပ်ပါတယ်ဆိုလိုချင်တာကတော့နေနေမဲ့အနေနဲ့များတသက်မတ်မတ်ရှိတဲ့နေမြဲတစ်ခုကိုပိုင်ဆိုင်ရမယ်ပေါ့နေနေမိတ်တချို့နဲ့ပတ်သက်ပြီးအမြင်ပွားမှုတွေရှိနေတဲ့တောင်မှနိုင်ငံတော်ကထိထိရောက်ရောက်ထိန်းချုပ်ထားနိုင်တဲ့အဓိကကျတဲ့နေမြေတစ်ခုတော့ရှိနေဖို့လိုအပ်ပါတယ်။တရားမြောက်လိုအပ်တဲ့ຢာကတော့တရားဥပဒေစိုးမိုးမှုပါပဲ။ဆိုလိုတာကဥပဒေတွေဖြစ်ထားနိုင်တဲ့တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းနိုင်တဲ့ပြီးတော့အခြေခံဝန်ဆောင်မှုတွေပေးနိုင်တဲ့အလုပ်လုပ်နိုင်တဲ့အစိုးရတရက်လိုကိုလိုအပ်ပါပဲ။တော်တော်ပြောရရင်တော့တိုင်းပြည်ရဲ့ကိစ္စဝဝကိုတာဝန်ယူပြီးတော့စနစ်တကျလေးပတ်အောင်ထိန်းကျောင်းဖိမဲ့သူတွေရှိဖို့လိုတယ်ကော။နောက်ဆုံးစတုထမန်နိုင်ကတော့ကဘာဇက်ခုံပေါ်မှာကိုတဘိုးနဲ့ကိုရက်တီဆောင်မနိုင်စွာမျိုးဖြစ်ပါတယ်။ဆိုလိုတာကဒီနိုင်ငံကလွတ်လပ်တယ်တခြားနိုင်ငံရဲ့လက်ကိုက်တော့ရုပ်သေးရုပ်မဟုတ်ဘူးစာချုပ်တီချုပ်ဆိုးနိုင်တယ်တန်မတ်တီဆေးလွတ်နိုင်တယ်ရေးပြောင်းဖြင့်တခြားနိုင်ငံတွေနဲ့တန်းတူရည်တို့ဆက်ဆံနိုင်စွမ်းရှိရပါမယ်ကဲဒီနေရာမှာဇလန်ကပို့ပြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီအခုနောက်ကပြောခဲ့တဲ့မန်တိုင်၄ရက်စလုံးရှိနေပြီဒါပေမဲ့အဲ့ဒါနဲ့လုံလောက်ပြီလားတကယ်တော့လက်တွေ့ကပောက်မှာနိုင်မန်တနိုင်မရဲ့အဆင့်တန်းကိုအဆုံးဖြတ်ပေးနိုင်တဲ့လျှို့ဝှက်ပါဝင်ပစ္စည်းတစ်ခုအရင်အရေးကြီးရဲ့အချက်တစ်ချက်ရှိနေပါသေးတယ်ဒါအထီးကမိကွန်းပဲပေါ့ဟုတ်တယ်မလားကိုမှလူဦးရေရှိတယ်နေမြေရှိတယ်အစိုးရရှိတယ်အချုံအခြာအာဏာလည်းရှိနေပြီဒါဆိုရင်တရားဝင်နိုင်ငံတနင်္ဂနွေဖြိုသွားပြီလားဒါမှမဟုတ်တခုခုများလိုနေသေးလားအဖေကတော့ဇလန်းရဲ့အလဲအပြောင်းကတော့အတိမတ်ပြုမှုဆိုတဲ့အချက်ပါပဲတခြားလိုအချက်တွေအလုံးပြည့်စုံနေပေမဲ့တခြားနိုင်ငံတွေကနိုင်ငံတနိုင်ငံအဖြစ်အတိမတ်မပြုဘူးဆိုရင်လက်တွေ့မှာနိုင်ငံတကာအဆင့်မှာမရှိသလိုမျိုးဖြစ်နေတတ်ပါတယ်အခုဒီမှာတွေ့ရတဲ့အတိုင်းပဲအတိအမှတ်ပြုမှုဆိုတာစိတ်ကူးတက်တော့မဟုတ်ပါဘူးတကယ်လက်တွေ့ကြတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပြောင်းလဲသွားပါတယ်ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ခြင်းဆိုတာကတော့ရွှေတန်းစိတ်ဆူးရတယ်လို့အမြင့်ဆုံးအတိအမှတ်ပြုမှုပေါ့ဒါပေမဲ့တခြားအင်အားကြီးနိုင်ငံတွေနဲ့ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေကကိုတန်းတူရည်သူဖြစ်ဆက်ဆံတာကလည်းအင်မတန်အရေးပါပါတယ်ဒီအချက်ဒီအလုံးကအချုပ်ချာနာဆိုတဲ့အယူဆရှိကိုဦးတည်သွားပါတယ်အချုပ်ချာနာဆိုတာကအခြေခံအဖြစ်အမြင့်ဆုံးအာဏာပါပဲဒါပေမဲ့ဒီအာဏာမှာတင်ကားပြတစ်ပြလိုပဲမျက်နှာစာနှစ်ဖက်ရှိနေပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုတာကြည့်လိုက်ကြအောင်အခုဒီမှာဆိုရင်အဲ့ဒါကိုအကောင်းဆုံးအနှစ်ချုပ်ပြထားတာတွေ့ရပါမယ်တစ်ဖက်မှာပြည်ရဲ့အချုပ်အခြာအာဏာရှိတယ်ဆိုလိုတာကကိုယ့်ရဲ့တိုင်မှာကိုကဖရင်ပဲကိုယ်နေနီမီအတွဲမှာကိုကအမိန်ပေးနိုင်တယ်နောက်တစ်ဖက်မှာတော့ပြည်ပအချုပ်အခြာအာဏာကဘာဆက်ခုံပေါ်မှာဘသူကမှကိုဘာလို့ရမယ်လို့လာပြောလို့မရဘူးကိုဟာလွတ်လပ်ပြီးတခြားသူတွေနဲ့တန်းတူပါပဲကဲအခုဆိုရင်မန္တလေးရဲ့ကျိုးအဝန်ပစ္စည်းဖြစ်တဲ့အတိမပြုမှုနဲ့အချုပ်အခြာအာဏာရဲ့မျက်နှာဆန်တဲ့ရက်ကိုလိလာပြီးသွားပါပြီအခုအားလုံးကိုပေါင်းပြီးတော့ခြုံငုံထုံးသိကြည့်ကြအောင်ပါဒါကအယူအဆတစ်ခုလုံးကိုအတိအကျဖော်ပြနေတာပါပဲဆိုတော့နိုင်ငံတနိုင်ငံဟာကိုယ့်အိမ်ရဲ့သခင်ဖြစ်ရမှာဖြစ်တယ်လို့ကမ္ဘာဇက်ခုံပေါ်မှာလည်းတန်းတူရည်တူဖြစ်ရမှာမယ်ဒါကနောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုကိုမေးလာစေပါတယ်ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုအခုနေရင်အလွန်ကွဲပြားတဲ့ကမ္ဘာဖြစ်တဲ့1933ခုနှစ်မှာရေးဆွဲခဲ့တာပါယနေ့လို globalization ခေတ် internet ခေတ်နဲ့ယာဒီရုပြောင်းလဲခြင်းလိုကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေရှိနေတဲ့ခေတ်မှာဒီစံနှုန်းတွေကခိုင်မာမှုရှိနေသေးရဲ့လား
ဒါဟာကျွန်တော်တို့ကဘာကြီးကိုဆက်လက်ပုံဖော်နေစေဖြစ်တဲ့အဖီမရှိသေးတဲ့မိခွန်းတစ်ခုပါပဲ